ဒီနေ့ကကျတော့ဒီ first လေးကိုထိုးပြမှာဖြစ်ပါတယ်ဒီ first ထိုးဖို့အတွက် mid cotton ခရမ်းပန်း 5 line နဲ့အစိုက်ကကျတော့3 mm ကိုသုံးပြီးထိုးမှာเนาะအရင်ဦးဆုံးslit knot လေးလုပ်ပြီးတော့ရှင်slit knot လေးလုပ်ပြီးတော့ရှင် chain 10 ခုထိုးမယ်เนาะ chain 10 ခုထိုးပြအောင်ထိုးလာခဲ့เนาะချင်းစက်ကူထိုးလို့ပြီးသွားလို့ရှိရင်ဒီနှစ်ခုမြောက်ဖုံမီကနေစပြီးတော့တိုင်တိုလေးတွေပြန်ထိုးလာခဲ့မယ်နော်တိုင်တိုအကုန်လုံးပေါင်းစုစုပေါင်း9တိုင်ရမယ်နော်ဒီကလေအောက်ကအနာဘက်ဖြစ်တဲ့အတွက်လေဒီလို chain ကိုအကျယ်ကိုလိုချင်တော့ထိုးလို့ရရနော်9တိုင်ဆိုလို့ရှိရင်chain 10 ခုထိုးကိုကပို့ပြီးတော့ရှည်ရှည်လေးလိုချင်တယ်ဆိုလို့ရှိရင် chain 12 ခု13 ခုအဲ့လိုမျိုးကိုကြိုက်သလိုအဆင်ပြေသလိုထိုးလို့ရရနော်ဒီမှာတစ်ပတ်လည်းပြန်ထိုးလာလို့တိုင်တို့9တိုင်ရပါပြီလို့ရှိရင်နောက်တစ်တန်းတက်ဖို့chain တစ်ခါတက်မယ်ပြီးရင်ဒီဘက်ကိုပြန်လှည့်ပြီးတော့အဲ့မှာကြာလို့ရှိရင်လေဒီဘက်ကိုတိုင်တို့ပြန်သွားမှာတိုင်တို့ပြန်သွားရဆိုရင်ဒီမှာနှစ်ပေါက်ရှိတာကိုနှစ်ပေါက်လုံးကိုမထိုးဘဲနဲ့ဒီအနောက်ဘက်တန်းထဲကိုပဲယူပြီးထိုးပါမှာနော်ဒီအနောက်ဘက်ကတန်းထဲကိုပဲယူပြီးတော့တိုင်တို့9တိုင်ပြန်ထိုးလာခဲ့မယ်နော်ဒီမှာတန်းဆုံးသွားလို့ရှိရင်အကုန်လုံးပေါင်းဒါ9တိုင်နဲ့2တန်းရပါပြီเนาะနောက်တစ်တန်းတက်ဖို့အတွက်ချိန်တစ်ခါထိုးမယ်ပြီးလို့ရှိရင်လည်းအတူတူပဲဒီအနောက်တစ်တန်းလေးကိုပဲယူပြီးတော့တိုင်တိုလေးတွေပြန်ထိုးလာခဲ့မယ်เนาะအဲ့ဒါကလေဘယ်လောက်ထိထိုးရမလဲဆိုတော့ကိုလိုချင်တဲ့အကျယ်တိုင်းဒီထိုးဒီအခုထိုးမှကကြတော့အရင် size 32အတွက်ကိုထိုးမှဖြစ်တဲ့အတွက်ပေါ့နော်ဘယ်လောက်ရှည်ထိုးမလဲဆိုလို့ရှိရင်16လက်မထိုးမယ်နော်ဒါကိုထိုးခြင်းနဲ့ site ပေါ်မှာမူတည်ပြီးတော့ထိုးလို့ရရနော်အရှိကိုလေဘာလဲဆိုတော့ဒါအခုထိုးပြမှာ32 site ကိုရ site က34 36ဆိုလို့ရှိရင်ဒါပိုကျယ်ပြီးတော့ထိုးပါခဲ့ပြီနော်ဒီမှာဒါထိုးလာခဲ့တာပေါ့နော်အကုန်လုံးပေါင်းတိုင်ရ80ရှိရသေးလားဒီအခုလက်ရှိထိုးလာရ80ရှိတယ်ဒါလက်မနဲ့တိုင်းမဲ့ဆိုလို့ရှိရင်အကုန်လုံးပေါင်း16ဟုတ်တယ်16လက်မရှိရနော်16လက်မ32ကိုကတချမ်းစီယူမှာဆိုတော့ရှေ့နောက်ကမှာဆိုတော့ဒါက16လက်မနဲ့ယူပြီးတော့ထိုးတာနော်အကုန်လုံးပေါင်းလက်မနဲ့ယူမယ်ဆိုလို့ရှိရင်အတိုင်ရေတော့ကိုမှတ်စရာမလိုဘူးပေါ့နော်ဒါပေမဲ့အခုဒီကကျတော့အတိုင်ရေတော့ကကိုလိုချင်တော့ကိုဘယ်လောက်ထိုးရမယ်မဟုတ်ဘဲနဲ့လက်မနဲ့တိုင်းယူမယ်ထိုးမယ်ဆိုလို့ရှိရင်ဒါလက်မနဲ့တိုင်းပြီးမှတိုင်ရေတော့ဘယ်လောက်ဆိုပြီးပြန်တွားမှာနော်ဒါကနောက်တစ်တန်းတော့ဖို့အတွက်ချိန်တစ်ခါထိုးမယ်ထိုးပြီးလို့ရှိရင်ဒီတိုင်ထိုးလာခဲ့တဲ့အပေါက်ကလေးမှာတိုင်လက်ကလေးတွေတစ်ပေါက်ချင်းစီကိုပြန်ပြီးတော့အဆုံးထိထိုးလာခဲ့ပြီနော်တိုင်တိုးတန်းတက်ထားခဲ့တဲ့အပေါက်တစ်ပေါက်ချင်းစီမှာတိုင်လက်တွေတစ်ပေါက်ချင်းစီပြန်ဝင်ပြီးထိုးလာခဲ့မယ်နော်အခုဒီတိုင်ရအကုန်လုံးပေါင်းစုစုပေါင်းတိုင်80ရှိရယ်နော်ဒီအစအဆုံး16လက်မကိုတိုင်ရ80ရှိတယ်ဆိုတော့ဒီအခုတိုင်လက်ပြန်တက်တဲ့ခါကျလို့ရှိရင်ဒီတန်းကိုတစ်ပေါက်စီထိုးရဖြစ်တဲ့အတွက်တိုင်လက်ကစုစုပေါင်း80တိုင်ရှိရမယ်နော်ကိုထိုးရကိုကတိုင်အောက်ကတိုင်တိုးတက်ထားတာ80ရှိရဆိုရင်အပေါ်ကတိုင်လက်ပြန်တက်လို့ရှိရင်80ရှိရမယ်เนาะအဲ့ဒီဘောပြောတာနောက်တစ်တန်းတက်ဖို့တဲ့ချိန်တစ်ခါပြန်ထိုးမယ်ပြီးတော့ချိန်တစ်ခါထိုးမယ်ဘာလို့လဲဆိုတော့တိုင်လက်မို့လို့เนาะတိုင်လက်ရဲ့အရှိကချိန်တစ်ခါမို့လို့ချိန်တစ်ခါတက်မယ်ပြီးလို့ရှိရင်စောနာတိုင်လက်ထိုးထားခဲ့တဲ့တစ်ပေါက်ချင်းစီရဲ့ထိပ်မှာတိုင်လက်ကလေးတွေပြန်ပြီးတော့ထိုးလာခဲ့ပေးမယ်ဒါကကြတော့လွယ်သွားပြီเนาะဒီတိုင်လက်ထိုးလာခဲ့တဲ့အပေါက်တစ်ပေါက်ချင်းစီတိုင်းမှာပဲပြန်ပြီးတော့တိုင်လက်တွေထိုးလာခဲ့ပြီနော်ဒါလည်းစောနာလိုတူတူပဲအောက်တန်းမှာထိုးလာခဲ့တဲ့တိုင်လက်အရေအတွက်က80ရှိရဆိုလို့ရှိရင်နောက်တန်းထပ်ထိုးတဲ့တိုင်လက်ရဲ့အရေအတွက်ကလည်း80ရှိရမယ်နော်